test လုပ်တော့မှာဖြစ်ပါတယ်အမားတို့ကြည့်ပြရမှာတော့ make up ရဲ့ spin ရဲ့ background တွေရဲ့ဝတ်စုံတွေရဲ့ပေါ့နော်အနေဟုတ်ပြီအချစ်တဲ့ကြည့်နော် one more ရမိုက်တယ်အောင်သွားတာဒီကျွန်တော်နောက်တစ်ဆောင်ရိုက်တော့မှဖြစ်ပါတယ်။ကြောင်နဲ့တယောက်လည်းကြည့်ပါ။နားလည်းပြင်းလင်းတို့မယ် ပြုံးလင်းသွားပါတော့မယ် Hello အားလုံးပဲမင်္ဂလာပါကျွန်တော်တို့indoor မှာလည်းရိုက်ခဲ့ပြီးပြီဆိုတော့ကျွန်တော်အခုပြုံးလင်းကိုတွားနေပါပြီ။နောက်ကတော့ဒီကနေ့ကျွန်တော်တို့အတူတူပါဝင်တဲ့ဆရာမယူပါဖြစ်ပါတယ်။ကတော့ပြုံးလင်းမှာမိတ်ကပ်သွားလို့ပြောပါပါ။အခုကတော့ကျွန်တော်ပြင်းလင်းကို photo shooting သွားရိုက်မှာဖြစ်ပါတယ်။မန်လေးမှာ indoor ရိုက်ခဲ့ပြီးဖြစ်ပါတယ်။ဒီနေ့တော့ခုံပါတယ်ခင်ဗျ။ ခုကတော့ပြုံးလုံးတွားနေပါပြီဆိုရင်ကျွန်တော်ပြုံးလင်းမျိုးရုပ်ရောက်ရှိလို့လာခဲ့ပါပြီ။ဒါကတော့သူတို့တာနဲ့သူတို့တပည့်အိမ်မှာအိမ်မှာကန်တော်ကြီးကိုတွေ့ရကြမှာဖြစ်ပါတယ်။စိတ်နေမယ်ထဲမှာတော်တော်အေးတယ်စိတ်မိုက်တယ်ဗျာခံစားရတဲ့ feeling ကတော့မန်လေးနဲ့တော့ကွာတယ်ဗျကျွန်တော်မန်လေးမှာဆိုဒီချိန်ဆိုတော့အခန်းထဲမှာနေကိုချွေးပြတ်နေတော့မှာစားရတော့မှာဖြစ်ပါတယ်ခြေထောက်အဲ့လိုမလုပ်နဲ့ Okay FaceTime ဝတ်စုံလေးနဲ့ရန်သားနေပါလေချက်ရှိုးလိုက်ချွေအောင်ပန်းလေးနဲ့Okay ကင်မရာလမ်းကြည့်ရနေအောင် ကင်မရာလမ်းကြည့်မယ် ရရโอเคမင်းမျိုး social ကိုသွားပါမယ်မင်းမယွန်းယွန်းမဟုတ်တဲ့ယွန်းယွန်းပါဒါကတော့ကျွန်တော်တို့ရဲ့ဟောပါဆရာမယူပါပဲဖြစ်ပါတယ် assistant ရေလေးဆရာထွန်းဖြစ်ပါတယ်ဒီနေ့ကျွန်တော်နဲ့အတူတူပါဝင်တဲ့ driver လေးပါ driver ကိုမေးခွန်းလေးမေးမယ်လူတို့ကလည်းတော်တော်လေးကိုအဆင်ပြေပါတယ်နေတို့ဓာတ်ပုံရိုက်တဲ့ customer တွေကလည်းတော်တော်လေးကိုအဆင်ပြေပါတယ်သဘောလည်းကောင်းကြပါတယ်ဗျဒုက္ခရမဘာကြောင့်မို့ရိုက်ဖြစ်တာလဲပေါ့နော် ဒီနေရာကိုမိတ်ဆွေရရောညီကောင်မောင်နှမတွေရောအားလုံးအဆင်ပြေလာရဆို recommend ပေးလို့ပါဒီဓာတ်ပုံရရတဲ့ခန်းစားချက်လေးတစ်ချက်လောက်မျှဝေပေးပါအောင်ဒီနေ့တက်ပုံရရတာအရင်အဆင်ပြေပါတယ်ညီမလေးတွေရောအကုန်လုံးကစိတ်ရှိလက်ရှိနဲ့ရိုက်ပြီးတယ်တက်ပုံရိုက်တဲ့ဆရာလည်းစိတ်ရှိလက်ရှိရိုက်ပြီးတဲ့အတွက်အကုန်လုံးအများကြီးအဆင်ပြေပါတယ်ကျေးဇူးပါကိုရမနဲ့အဲ့လိုပြီးသွားပါပြီ။သွားပါပြီ။